အောင်မြင်မှုကိုနေ့စဉ်ရှာရင်းနဲ့ဆုံးရှုံးခြင်းတွေပဲရင်ဆိုင်နေရတယ်။ပျော်ရွှင်မှုတွေကိုလူကျင်ပေမဲ့စိတ်ပြက်ခြင်းပဲကြုံတွေ့ရတယ်။ချမ်းသာဒုက္ခဆိုတာအနာမှာရှိဆင်းရဲဒုက္ခနဲ့ပဲတစ်ပတ်လုံးနေရတဲ့လူငယ်လေးတယောက်တညနေမှာစိတ်ပြက်လက်ပြဲနဲ့ပင်လယ်ကမ်းခြေလမ်းလျှောက်တက်ခဲ့ညနေလေးတပြူးပြူးသားရနေတဲ့အချိန်ဒီလိုဆိုတော့လေဘဝဟာမဆိုးပါလားလို့သူထင်နေဆုံးမိုးသားတွေတက်လာပြီးတော့မှပတ်ဝန်းကျင်ကတဖြည်းဖြည်းမှောင်တဲတောင်မြင်ပေါ်ရှောက်နေရင်းနဲ့သူလျှောက်တဲ့လမ်းမှာကြောက်ကြည်များတဲ့နေရာတစ်ခုကိုရောက်လာတဲ့အခါသူတော်တော်စိတ်ပြက်လာတယ်ဘဝဟာတော့တော့ဆိုးရသလားမကြပါဘူးအရှိမလူတယောက်ရက်နေတာတွေ့ဒါနဲ့ပဲအဲ့ဒီလူစီကိုတူးပြီးသွားလိုက်တဲ့အခါမှာအံ့ဩစရာပဲအသက်တာရဲ့မှောင်မိုက်နေတဲ့အချိန်မှာသခင်ယေရှုခရစ်တော်ဘုရားဟာလူတယောက်တည်းရှိတဲ့ကမ်းခြေသူနဲ့အတူဆုံးဖို့ရောက်နေတာတွေ့ခဲ့ရတယ်သခင်ကျွန်တော်ဘဝဟာအသက်ရှင်ဖို့တော့မထိုက်တဲ့အမြဲတမ်းပဲဆုံးရှုံးခြင်းတွေနဲ့ခက်ခဲခြင်းတွေနဲ့အသက်ရှင်ရတယ်ကျွန်တော်ကိုလူတွေကတန်ဖိုးမရှိဘူးလို့သတ်မှတ်ကြတယ်တကယ်ပဲကျွန်တော်ဟာတန်ဖိုးမရှိတဲ့လူသားပဲဘာကြောင့်ဒီလောကကိုဒီအနေထားနဲ့ကျွန်တော်ရောက်နေရတာလေဗျာသခင်ဘုရားကိုဦးရှိုးဆိုတာပြောလိုက်တဲ့အခါမှာကိုရောကပြုံးပြီးသားမင်းရဲ့အဖြေကိုမဖြေခင်မင်းဒီကြောက်တုံးလေးကိုမြို့ထဲသွားပြီးရောင်းပါတဲ့အနားမှာရှိတဲ့ကြောက်ခဲပုံငယ်ကကြောက်တုံးကလေးကိုသခင်ဘုရားကရှိပြီးလူငယ်လေးကိုပေးပါလေရတဲ့ဈေးနဲ့မရောက်နဲ့တော့တဆိုင်ပြီးတဆိုင်လေးအမြင့်ဆုံးမင်းကိုတန်ဖိုးပေးတဲ့နေရာကိုပဲရောင်းခဲ့ပါလို့ပြောတယ်ဒါနဲ့သူလည်းပဲသခင်ရဲ့စကားကိုနားထောင်ပြီးမြို့ထဲထွက်လာတယ်ပထမဆုံးမြို့ဝင်မှာတွေ့တဲ့ဆိုင်ကတော့အုတ်သေးကြောက်ရောင်းတဲ့ဆိုင်တော့ဆိုင်ရှင်ကလည်းပဲချွေးတန်တရွှဲရွှဲနဲ့သဲပုံမှာအလုပ်များနေတဲ့အချိန်အရဲစွန်ပြီးသူအနာကိုကတ်တော့အခုဒီကြောက်ခဲလေးကိုရောင်းမြင်နေဗျာကျွန်တော်ကိုတော့ပြီးတယ်အဲ့ဒီလူကသူ့ကိုလဲကြည့်ပြီးတော့မှဒီကောင်လေးငငယ်ရွယ်နဲ့ယူပြနေတာငါ့ကိုကြောက်ခဲတယ်လို့ငါရောင်းပါလားတနာပါတယ်ဟဲ့တကယ်မင်းရဲ့ကြောက်ခဲကိုဟိုနားမှာထားခဲ့မင်းကို2000ပေးမယ်သမင်းတခါစားလေးတော့ရတာပေါ့ကွာလို့ရှိတယ်ယေရှုတင်ပါတယ်ဗျာလို့လူငယ်လေးကပြောပြီးမြို့ထဲကိုဆက်ထွက်ခဲ့မကြာခင်မှာလမ်းဘေးမှာကြောက်တီကိုအိမ်တွေကိုအလှဆင်တဲ့ဘပုကြောက်ဘပုလို့ရွေပြားကြောက်ပြားအလှဆင်တဲ့ဒီဆိုင်ကိုရောက်ရှိနေတယ်ဒါနဲ့သူဆိုင်ထဲဝင်သွားပြီးတော့မှဆိုင်ရှင်ကိုကျွန်တော်ဒီကြောက်ခဲလေးကိုရောက်နေတယ်ကျွန်တော်ကိုဘယ်လောက်ညာပြေးမလဲဆိုင်ရှင်ကလည်းသူ့ကြောက်ခဲလေးကိုယူပြီးတော့ကြည့်တာဩဒီကြောက်ကအနှစ်ရှိတယ်လေးပုံတရင်လေးရတယ်မစိုးငါဘပုချူရင်တော့ဈေးကောင်းရနိုင်တယ်ကဲမင်းကိုတော့2000ပေးမယ်မင်းထားခဲ့ပါလူငယ်လေးဝမ်းသာသွားတယ်ပထမတစ်ဆိုင်ကသူ့ကို2000ပဲပေးတာဟုတ်ခုတက2000ရပြီစိတ်အားတက်ကြွဟုတ်ပါပြီကျွန်တော်ရှေ့ဆက်သွားပါဦးမယ်ဈေးချင်းတူရင်ပြန်ရောက်ပါမယ်လို့ပြောပြီးထွက်တယ်ကြာခင်မြို့လေကောင်မှာရှိတဲ့ရွှေငွေရတနာတွေကိုရောင်းတဲ့ James Stone ဆိုင်ရောက်တယ်နိုင်ငံထဲမှာရှိတဲ့အဖိုးတန်ကြောက်မြတ်မှန်သမျှဒီဆိုင်မှာရှိဒါနဲ့ပဲဒီဆိုင်ထဲကိုသူအရေးဆုံးပြီးတော့ဝင်သွားပြီးတော့ဆိုင်ရှင်ကိုပြီးဒီကြောက်ကိုရောက်နေတယ်ဘယ်လောက်ပြီးမလဲဆိုင်ရှင်ကလည်းပဲသူကြောက်ကိုယူပြီးတော့မှကြောက်ကိုကြည့်တဲ့မှန်ဘလူးနဲ့လက်နေတမ်းပြီးတိတိကျကျစစ်စီဒါရီမင်းကြောက်ကအဖိုးတန်တဲ့ရတနာတော့ဟုတ်ဘူးကွာဒါပေမဲ့ထူးတော်ထူးခြားအနှစ်လည်းရှိဒီလိုလုပ်ကွာငါမင်းကိုနှစ်သိန်းပေးမယ်မင်းထားခဲ့ပါလူငယ်လေးတော့အံ့ဩသွားပါလေတက်မိုးကတပြေးပြေးနဲ့တက်ဒါနဲ့သူကကျွန်တော်နောက်ထပ်တစ်နေရာသွားပြရစီလို့ပြောပြီးတော့မှပတ်ခဲ့ပါလေနောက်ဆုံးမြို့လေကောင်မှာရှိတဲ့ Geology Museum သဘာဝသမိုင်းပြတဲ့သဘာဝတွင်းတယ်မှန်သမျှကိုစုပြီးပြထားတဲ့ပြတဲ့ကြီးတဲ့ကိုပြပါလေပြတဲ့မှာ geologist ကျောက်မျက်ပညာရှင်ကထိုင်နေပြီးတော့မှဘာများကူညီရမလဲလို့မေးတဲ့အခါမှာလူငယ်လေးကသူ့ရဲ့ကြောက်ခဲကိုပြီးတော့မှဒီ museum မှာဒီကြောက်မျိုးစားရှိသလားမရှိရင်တော့ကျွန်တော်ရောင်းမြင်ပါလေလူ
မိဗေဒပညာရှင်ကလည်းကြောက်ကိုယူပြီးပြည့်ကြစစ်ဆေးပါ15မိနစ်20လောက်ဇောကျွေးတွေပြက်လူငယ်လေးကြီးအရန်အောဖို့ကောင်းနေကွာဒီကမ္ဘာလုံးမှာရှိတဲ့ကြောက်မြတ်အားလုံးကြောက်မျိုးစားအားလုံးငါတို့ရဲ့ရတဲ့ကဲမရှိဘူးဒါပေမဲ့ဒီကြောက်မရှိဘူးကွာဥက္ကာပြန်လဲမဟုတ်ဘူးကျူးတော်ထူးခြားတယ်ဝမ်းနည်းစရာကောင်းတာကဒီနေ့ငါတို့ရဲ့ museum မှာ budget နည်းနေတယ်ငါမင်းကိုဒီကြောက်အတွက်အပေးနိုင်ဆုံးက30ပဲလူငယ်လေးလည်းအရန်အောပြီးတော့မှလည်းကန်းချီကိုပြန်လာခဲ့ပါလေတခင်ယေရှုနဲ့တွေ့တဲ့အခါမှာတခင်ဘုရားကျွန်တော်နားမလည်နိုင်တော့ဘူးကိုရိုပေးတဲ့ကြောက်ခဲကလေးကျွန်တော်လက်ထဲမှာဘာမှမဟုတ်ဘူးပထမအုတ်သေးကြောက်ကတော့ကျွန်တော်ကို2000ပေးပါလေနောက်တစ်ဆိုင်ကြောက်ဒီကိုအလားပြင်းတဲ့ဘုကျူတဲ့အိမ်အလားစင်ပစ္စည်းတွေရောက်တဲ့ဆိုင်2000ရပြီကြောက်မြဲတဲ့ဆိုင်မှာ2သိန်းရပြီးတော့မှကြောက်မြဲပြတိုင်းကြီးမှာကျွန်တော်30တော့ပေးတယ်ဒီကြောက်ရဲ့တန်ဖိုးကတကယ်အစစ်အမှန်တန်ဖိုးကဘယ်လောက်လဲကိုရောပြောစမ်းပါတခင်ဘုရားကပြုံးပါလူငယ်လေးမင်းဘဝမှာခက်ခဲတဲ့အတွက်မင်းလိုချင်တဲ့အောင်မြင်မှုပန်းနိုင်လို့မရတဲ့အတွက်မင်းစိတ်တက်ကြနေတယ်ပေါ့မင်းကိုမင်းတန်ဖိုးမရှိဘူးလို့မင်းခံစားနေရတယ်ပေါ့တန်ဖိုးဆိုတာတစ်ခါတလေလူတွေသတ်မှတ်တယ်ပေါ့မင်းရှိတဲ့နေရာမှာဦးကြည့်ပြီးတော့မှမင်းကိုတန်ဖိုးသတ်မှတ်လေအဲ့ဒီတန်ဖိုးကတော့မှမင်းရဲ့စစ်မှန်တဲ့တန်ဖိုးပေါ့ကိုယ့်ရဲ့တန်ဖိုးအစစ်မှန်ဆိုတာကိုယ့်ကိုသတ်မှတ်ရတာဖြစ်တယ်တကယ်တော့ဒီလောကကိုဘယ်သူနဲ့မှမတူပဲမင်းကိုအထူး special ဖျားကတယောက်တည်းထူးခြားစွာနဲ့စီလွတ်တာဖြစ်တယ်မင်းဟာကြံဘူးဖြတ်လို့မရတဲ့ဖျားရဲ့သားလေးတယောက်ပါဒီငယ်လေးလေးကျေနပ်ပြီးတော့တခင်ယေရှုခရစ်တော်ဗျာကိုတော်ကိုကျွန်တော်ကိုဘလောက်တန်ဘူးသားတယ်တခင်ဖျားကပြုံးပြီးသူ့ရဲ့လက်ဝါးကိုပြတယ်ဒီတန်ရာကိုတွေ့တယ်မဟုတ်လားဒီတန်ရာဟာမင်းအတွက်ငါအသေးခံခဲ့ရဖြစ်တယ်ချစ်တော်ဝိညာဉ်ပေါင်းတွေတို့မြမပြည်ရဲ့ပဂတိအနေထားမှာကျွန်တော်အသက်ရှင်နေရတဲ့အခါလူတယောက်ရဲ့အသက်ဟာဖက်ရွက်တော့မှတန်ဖိုးအခြားမခံရဘဲနဲ့ဝေကျေးပစ္စည်းဥစ္စာတွေဟာလူတွေတက်တန်ဖိုးကြီးနေတဲ့အခါအခါလေးကျွန်တော်တို့စိတ်သက်ကြတယ်အနာဂတ်မရှိတော့ဘူးလားဘုရားခင်ဘာကြောင့်ဒီနေရာမှာဒီနိုင်ငံမှာဒီအနေအထားမှာငါတို့ကိုစေလွတ်ရတာလေရွာမှာနေပြီးတော့မှတောက်ဆိုင်တဲ့လူတရက်ကို2000ရတယ်ဒါကျွန်တော်တန်ဖိုးလားမြို့တက်ပြီးတော့မှစပွဲထိုးလုပ်မယ်အလုပ်လုပ်မယ်တစ်လကို3သိန်းရတယ်ဒါကျွန်တော်ရဲ့တန်ဖိုးလားစင်ကာပူရောက်လို့30ရမယ်ဒါကျွန်တော်တန်ဖိုးလားပညာတွေမြင်ပြီးအလုပ်ကိန်းကောင်းပြီးတစ်လကို60လောက်ရရင်တော့အဲ့ဒါကျွန်တော်တို့ရဲ့တန်ဖိုးလားကျွန်တော်တို့နေတဲ့နေရာပေါ်မူတည်ပြီးတော့မှကျွန်တော်လုပ်တဲ့အပေါ်မှာမူတည်ပြီးတော့မှတန်ဖိုးဖြတ်ခြင်းကိုခံရပြီမဲ့တကယ်တော့ကျွန်တော်လူငယ်မောင်ပဲအရောက်တိုင်းကဘုရားရှင်ရဲ့တန်ဖိုးကြီးတဲ့ယန္တာဝိပင်ဖြစ်တယ်ဒီအနေထားမှာစိတ်သက်ကြနေတယ်မျောလင့်ချက်မဲ့နေတယ်သို့တော့တတိယဘုရားဘုရားဟာကျွန်တော်နဲ့အတူရှိပြီးတော့မှဒီလောကမှာဘယ်သူနဲ့မှမတူတဲ့လူငယ်တယောက်အနေနဲ့ကျွန်တော်တို့လောကစီးတယ်အဲဒီလူငယ်တွေထဲမှာမှသခင်ဘုရားရဲ့အသွေးတော်နဲ့ရွေးကောက်ပြီးတော့မှတန်ဖိုးရှိတဲ့လောကကြီးကိုအစီခံမဲ့လောကကြီးရဲ့အလင်းလောကကိုစားဆိုတဲ့အတိတ်ပဲပေးမဲ့ခရစ်ယာန်လူငယ်တယောက်နဲ့အသက်ရှင်ရမယ်ဖြစ်တယ်လောကတရားဘလောက်ပဲရိုက်ပုတ်ပါလိမ့်စေကျွန်တော်ကောင်းဘလောက်ပဲသွေးချင်းချင်းနေပါလိမ့်စေသခင်ဘုရားနဲ့အတူဘာမှရှင်တော့ပြီးတော့မှလောကတုံးလန်ပြီးတော့မှကိုလျှောက်ရမယ်လမ်းကိုဖြောင်းဖြောင်းမတ်ကန်နဲ့ခရစ်ယာန်လူငယ်လေးတယောက်နေနဲ့ရှောက်ဖို့ဖြစ်ပါလိမ့်ဘဝဟာဒီလောက်နာနေတာတကယ်ပဲကျွန်တော်တို့ပြောင်းလဲနိုင်ပါမလားဘုရားသခင်ကတကယ်ပဲကျွန်တော်တို့ကိုကောင်းချီးပေးမလားချစ်တော်လူငယ်ပါဘုရားရာဇဝင်ကျုပ်ပထမဆောင်အခန်းကြီး4ထဲမှာပါတဲ့အကြောင်းအရာလေးကိုဆက်ပြီးတော့မှနှလုံးသွင်းဆင်ခြင်ကြရအောင်ရာဇဝင်ကျုပ်ပထမဆောင်အခန်းကြီး4အငယ်9နဲ့10ကျွန်တော်ဒီနေ့နားထောင်ပြီးတော့မှဘုရားစီကနေခွန်အားရှင်တာဖြစ်ပါတယ်။ရာဇဝင်ကျုပ်ပထမဆောင်အခန်းကြီး4ဟာဆွေစဉ်မျိုးဆက်စည်ရင်းတွေဣသရေလလူမျိုးတွေရဲ့နာမည်တွေကိုအဓိကပေါ်ပြရေးသားထားတဲ့အကြောင်းအရာဖြစ်တယ်။ဒါပေမဲ့ထူးခြားတာက
အခန်းကြီးလေးအငယ်တစ်ကိုးကိုရောက်တဲ့အခါမှာရေးသားမှတ်တမ်းတင်တဲ့လူတွေကသိထူးဆန်းတဲ့လူတယောက်ရဲ့အကြောင်းနှစ်ပိုက်ကျမ်းချက်နှစ်ပိုက်နဲ့ပဲမှတ်တမ်းတင်ခဲ့ဒါပေမဲ့ဒီကျမ်းချက်နှစ်ပိုက်ကလူတယောက်ရဲ့အသက်တာပြောင်းလဲခြင်းနဲ့တရားသခင်ရဲ့မဆာခြင်းကိုပေါ်ပြတာလေရာဇဝင်ကျမ်းပထမဆုံးအခန်းကြီးလေးအငယ်9မှာထိုအဆွေအမျိုး၌ယာဘက်သည်ထူးဆန်းသောသူဖြစ်၏လို့ဒီမှာမှတ်တမ်းယာဘက်ဆိုတဲ့လူတယောက်ကထူးဆန်းတယ်ဟာများထူးဆန်းတယ်ကောင်းပါဂျိုပေါက်အရက်က18ပေလောက်ရှိပေါင်400ကျော်လောက်ဝါလို့မဟုတ်ဘူးသူ့ရဲ့ထူးဆန်းတာကိုမှတ်တမ်းတင်ထားတဲ့အချက်ကျွန်တော်လေ့လာတဲ့အခါမှာကျွန်တော်တို့ရည်စရာဖြစ်ကောင်းဖြစ်တယ်ထိုကျမ်းပြီးပုဂ္ဂိုလ်ကဘာဆက်ရေးလဲသူဤအမိကယာဘဲရဲ့အမေကငါသည်ပြင်းစွာသောဝေဒနာကိုခံ၍ဤသားကိုမြင်ရပြီဆိုလျက်ယာဘဲအမိမဲ့တကယ်တော့ယာဘဲရဲ့အတိတ်ပဲကသူ့အမေဘတ်နာလို့ဒီPBSကနဲ့ယာဘဲနာကျင်ခြင်းရိုးရိုးနာတာဘုရားသမီးတွေအများကြီးဝေးခဲ့တယ်တိုးတော့ယာဘက်ကိုဝေးတဲ့အခါမှာခံစားရတဲ့ဝေဒနာထူးခြားလုံးအားကြီးလို့နာကျင်လုံးအားကြီးလို့အမတ်တရားအနေနဲ့သူ့ကိုယာဘက်လို့ခေါ်တယ်ဒါကြောင့်သူ့ရဲ့ထူးဆန်းခြင်းဟာနာကျင်ခြင်းဖြစ်အနာကောင်လေးပေါ့ဒါကျွန်တော်ရဲ့စကားနဲ့ပြောမယ်နေဟာငါဝန်းရည်ဆက်လိုက်တာမိကိုဝေးရတယ်ဒါကြောင့်နေဟာအနာကောင်လေးအဲ့တော့အမေကအနာကောင်လေးမဲ့တာနဲ့သူ့နာမည်ကအနာကောင်လေးပြင်လူတိုင်းသူ့ကိုယာဘက်လို့ခေါ်တိုင်းသူ့အမေခံစားရတဲ့ဝေဒနာကိုအမြဲတမ်းသူပြန်ပြောင်းတတိရတယ်ငါအမေကငါတော့ဒုက္ခပဲငါဘဝဟာတကယ်နဲ့နာကျင်ခြင်းပဲလားအဲ့တော့ယာဘက်ဟာဒီနာမည်နဲ့ကြီးပြင်းလာပြီးတော့မှသူ့ဘဝမှာလေဒီစကားတော့တရားပါဆိုတဲ့အတိုင်းပဲအနာယူဒီနဲ့ခံစားရခြင်းတွေဝေဒနာတွေနဲ့ပြည့်ကောင်းပြည့်နေတယ်တစ်ချိန်မှာတော့သူဟာတော်ပြီငါဒီယာဘက်ဆိုတဲ့အနာအကျိုးမရှိတဲ့လူတယောက်မဖြစ်ချင်ဘူးဘုရားငါကိုလောကကိုစေလွတ်တယ်တန်ဖိုးရှိတဲ့လူဖြစ်ရမယ်ဒါကြောင့်ငါကိုစေလွတ်တဲ့ဘုရားငါတောင်းမယ်ရာဇဝင်ကျမ်းပထမဆုံးအခန်းကြီး4အငယ်30မှာယာဘက်ကလေယာဘက်ကဘုသူကိုပြောလဲဆိုတော့ဤသရေလာတို့ကိုးကွယ်တဲ့ဖျားသူကိုးကွယ်တဲ့သာရဖျားကိုသူစကားပြောပါကိုတော်သည်အကျွန်ုပ်ကိုအစဉ်ကောင်းကြီးပေး၍အကျွန်ုပ်နေရာကိုကျေဝန်းစေတော်မူပါတခင်ဗျာဒီလောကမှာကျွန်တော်လာတဲ့အခါမှာကိုအားကိုးလို့မရဘူးဆိုကျွန်တော်သိဖျားဟာစေလွတ်တဲ့ဖြစ်တယ်ဖျားဟာခိုင်းစေတဲ့ဖြစ်တယ်ဖျားဟာကောင်းကြီးပေးနိုင်တဲ့ဖျားဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကျွန်တော်ကိုအစဉ်ကောင်းကြီးပေးခဲတဲ့အချိန်မှာကျွန်တော်ငယ်ရွယ်စဉ်တုန်းကယာဘက်ဆိုတဲ့နာကျင်ခြင်းအနာကောင်လေးအချိန်မှာကိုရောကျွန်တော်ကိုကောင်းကြီးပေးလို့ဒီအချိန်မှာလည်းကိုရောကောင်းကြီးပေးဒီနေ့ကျွန်တော်ရောက်စီလိုက်နာကျင်ခြင်းဝေဒနာနဲ့ခဲခြင်းတွေနဲ့မောင်မဲတဲ့အနာဂတ်မှာအသက်ရှင်နေရပြီမဲ့ဘုရားတောင်းရကျွန်တော်ကိုကောင်းကြီးပေးပါကောင်းတဲ့အချိန်မှာကောင်းကြီးပေးလို့ဆိုးသွားတဲ့အချိန်မှာလည်းအစဉ်ကောင်းကြီးပေးအဲ့တော့ကောင်းကြီးမင်္ဂလာဆိုတာဘုရားရှင်ကျွန်တော်တို့နဲ့အတူရှိခြင်းပဲဘုရားရှင်ကျွန်တော်နေရာကိုကျေဝန်းစေတော်မူပါအနာကောင်လေးဘဝနဲ့သီးသီးလေးနဲ့ကျွန်တော်ကမရှိဘူးကျွန်တော်တဲရဒါတော့ပဲလားမလို့ချင်းဘူးဒီဘဝမှာကျွန်တော်ယုံနေဘုရားကျွန်တော်ကိုအစွမ်းစားပေးတာအဲ့တော့ကျွန်တော်ရဲ့နေရာကိုကျေဝန်းစေပါဘုရားကျွန်တော်ကိုသေးငယ်တော့အမှုပဲမပေးနဲ့ကြီးတော့အမှုကိုပေးစမ်းပါကျွန်တော်ကြိုးစားပြရစီကျွန်တော်လှုပ်ဆောင်ပြရစီဆက်ပြီးတော့မှသူကဘာပြောလဲကျွန်တော်ဒီဘေးဥပအနောက်အရှက်နေကင်းလို့ပါကြောင်းတဘာဝဘေးရန်နေရှိမယ်လူလုတ်တဲ့ဘေးရန်နေရှိမယ်ဥပဆိုတာကတော့ကိုယ့်ရဲ့ဥပါတဲ့စိုးရိမ်စိတ်ကြီးကြောင့်မလုပ်ရဲတဲ့ပြဿနာဖြစ်တယ်အနောက်အရှက်တဘာကတမင်တဲ့ရည်ရွယ်ပြီးတော့မှကိုယ့်ကိုနောက်ရှက်ခြင်းနေနဲ့ကင်းလို့ပါကြောင်းရှိတော့ရှိမယ်ဒါပေမဲ့အဲ့ဒီအနောက်ရှက်တွေကကျွန်တော်မဖြတ်စည်းနိုင်လဲကြအောင်မလုပ်နိုင်ဘူးလဲကြပြီးရင်တော့ပြန်ပြီးချပြီးတော့မှကြိုးစားနိုင်ဖို့ကိုယ်တော်ဤလက်ပြီးကျွန်ုပ်ဘက်မှာနေပြီးကွယ်ကာဆောင်မှာမတရားမြင်စေခြင်းတွေကိုကွယ်ကာလို့တခါတလေခံခဲ့ရတဲ့အနေအထားမှာလဲ၆မှပေးပါကုသပေးပါ
ဆွဲထူပါကျွန်ုပ်ဘက်မှာနေပြေကဆောင်မတော်မူပါဟုဣသရေလမျိုးဘုရားသခင်ကဆုတောင်းတိုက်ပြီးတောင်းတော်ဆုဘုရားသခင်ပေးစကားအဘောဘူးကောင်းနေတာရာဘဲအကြောင်းမှတ်တမ်းတင်တဲ့အခါမှာသူဟာဆုတောင်းတတ်ပါလေကျတော့လူငယ်တို့ကျွန်တော်တို့ကတခါလေးဆုတောင်းရင်ဘာမှမလုပ်ပဲဘုရားစီကအလ္လာဟ်တာအလ္လာဟ်ကြီးချလာတဲ့ကောင်းကြီးကိုထိုင်ဆောင်နေတဲ့ပုံစံတကယ်တော့မဟုတ်ဘူးကျွန်တော်တို့ငယ်ရွယ်တဲ့အသက်ကျွန်တော်တို့ရဲ့အားကောင်းပေါင်းဒီမှာရှိတဲ့အပေါင်းအသင်းတွေမိတ်ဆွေဒါတွေကိုအသုံးပြုပြီးတော့မှကျွန်တော်တို့ရဲ့အသက်တာဘုရားမျှော်မှန်းတဲ့ဘုရားကျွန်တော်တို့ကိုရည်ရွယ်တဲ့နေရာရောက်ပြီးကြည့်ကျွန်တော်ကြိုးစားရမှာဖြစ်အဲ့ဒီအတွက်ဘုရားရှင်လမ်းပြမှာပို့ဆောင်မှာကောင်းချီးပေးပါဒါဟာကျွန်တော်တောင်းရမှာအဲ့ဒီလိုဆုတောင်းတတ်တဲ့ရာဘက်တကယ်ပဲသူ့ရဲ့ဘဝနာကျင်ခြင်းတွေကနေလွတ်မြောက်ပြီးတော့မှကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့တိုးတက်ခြင်းနဲ့ရာဘက်ဆုတောင်းတတ်တဲ့အခါမှာတောင်းတော်ဆုကိုဘုရားခင်ပေးသနာတော်ပါလေသူ့အသက်တာပြောင်းနေသူ့အသက်တာဟာနာမည်ကရာဘက်ကိုနဲ့ Shalom peaceful ကြီးပွားတိုးတက်တဲ့ကြွယ်ဝချမ်းသာတဲ့အသက်တာနဲ့အသက်ရှင်ရတယ်လို့ဓမ္မကျမ်းစာကမှတ်တမ်းတင်ခဲ့ပါလေဒီအရာလေးပေါ်မှာကျွန်တော်၄ချက်ဝိညာဉ်ခွန်အားယူရအောင်တစ်ချက်ကတော့ God is the source of blessing ဘုရားသခင်ကြီးကျွန်ုပ်တို့ရဲ့အသက်တာမှာလိုအပ်သောကောင်းကြီးမင်္ဂလာအားလုံးရဲ့အရင်အဖြစ်ပဲကားကိုမတောင်းနဲ့အိမ်ကိုမတောင်းနဲ့ပညာမတောင်းနဲ့ဘုရားကိုပဲတောင်းဘုရားကျွန်တော်တို့ရဲ့အတူရှိနေဘုရားသခင်ကကျွန်တော်တို့ရဲ့ကိုယ်ချိန်ဖြစ်နေစေလူသမျှအရာမတောင်းဘဲနဲ့လိုအပ်တဲ့အချိန်မှာပြီးတဲ့ဘုရားဖြစ်တယ်ဒါကြောင့်ကိုယ်အစွမ်းစားတဲ့ဘုရားကိုအားကိုးပါကိုယ်လုံနိုင်တာတဲ့ဘုရားကိုကိုးလို့ပါနေ့တစ်ချက်ကတော့ enlarge my territory ဖြစ်ပါဘုရားသခင်ကကျွန်တော်တို့ကိုအောင်မြင်ခြင်းလူတိုင်းကိုလိုချင်တဲ့ကြိုးစားတဲ့လူတိုင်းကိုပေးတယ်ဒါပေမဲ့ကောင်းကင်ကနေရော့အင်းဆိုပြီးချပေးမှာဟုတ်ဘူးအဲ့တော့သင်ဟာအောင်မြင်ခြင်းနဲ့လူချင်းဒီနေ့အောင်မြင်ဖို့လုပ်ဆောင်မှာမနေ့ကအောင်မြင်ဖို့လုပ်ဆောင်လာမယ့်အနာဂတ်မှာအောင်မြင်ဖို့အတွက်ဒီနေ့သင်ပါကြိုးစားပေးတယ်ကိုရတဲ့အတိုင်းတာလေးနဲ့ပဲကြည်လန့်နေတာကျွန်တော်တို့မှာရှိတဲ့အစွမ်းစားတွေကိုများလာ enlarge my territory ကျွန်တော်ဒီနေရာကိုကျယ်ဝန်းစေတော်မူပါဆိုတဲ့လှုပ်ဆောင်ခြင်းနဲ့စိတ်အဲ့ဒီစိတ်ဟာကြွားဝါမှုချက်ဘုရားကိုရောကျွန်တော်ကိုလောကကိုစေလွတ်တာဒီသာမန်မဟုတ်ဘူးကျွန်တော်ဟာလုံနိုင်တဲ့ဘုရားကိုကျင့်တတ်စေတဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်လို့ပြောနိုင်တဲ့အနေအထားဖြစ်ပါတယ်တတိယတစ်ချက်ကတော့လမ်းပြပါဗျာဥဆောင်ပါ your hands be with me ကိုရောဘုရားရဲ့လက်တော်ကျွန်တော်တို့အတူရှိတာဘုရားလက်ကကျွန်တော်တို့နဲ့အတူရှိတယ်ကျွန်တော်တို့ကဟောသူ့လက်တော်ကိုဆွဲကန်ထားရဲ့ဘုရားနဲ့အတူရှောက်လန်းရတယ်သင်ရဲ့ထွက်ခြင်းနဲ့ဝင်ခြင်းအိတ်ခြင်းနဲ့ထခြင်းနေရာတိုင်းမှာအချိန်တိုင်းမှာဘုရားခင်ရဲ့လက်ကိုဆွဲကန်ထားဘုရားခင်ရဲ့လက်ဆွဲလို့ဒုက္ခရောက်ရင်တောင်မှသူ့ဒုက္ခဘုံတော်ကျင်ရှားဖို့ဖြစ်တယ်ဒါကြောင့်ဘုရားနဲ့အဆက်မပြတ်ပါနဲ့ဘုရားနဲ့အတူတူကျွန်တော်အသက်ရှင်ရအောင်လေးချက်တစ်ချက်ကတော့ I will be free from pain ဒီနာကျင်ခြင်းကနေကျွန်တော်လွတ်မြောက်ခြင်းဘာသာပဲလွတ်မြောက်လို့မရဘူးစိတ်ဓာတ်ကတကယ်နဲ့လွတ်မြောက်ခြင်းတဲ့အတွက်နာပါလွတ်မြောက်တယ်အမြဲတမ်းရှာဖွေရခေတ်ကပြတ်တဲ့အတွက်ပညာရေးမကောင်းတဲ့အတွက်စီးပွားရေးမကောင်းတဲ့အတွက်ဘာမှမလုပ်နိုင်လို့ငုတ်တုတ်ထိုင်နေတယ်ပြေးနိုင်ရင်ပြေးမပြေးနိုင်ရင်လမ်းလျှောက်မလျှောက်နိုင်ရင်မထိုင်နဲ့လဲကျသွားရင်တော့မှတွားသွားနေတယ်ဘာကြောင့်လဲအချိန်ကသွားနေတယ်ခေတ်ကြီးကသွားနေခေတ်ဘလောက်ပဲပြက်မြန်မာပြည်မှာခေတ်ပြက်လို့ဒီကလူငယ်တွေရက်နေတယ်နဲ့ချိုင်းမှာမလေးရှားမှာစင်ကာပူဒီကမ္ဘာလုံးမှာရှိတဲ့လူငယ်တွေကရှေ့သွားနေတဲ့အချိန်ကျွန်တော်တို့ကိုတလွာနော်တပေမသွားနိုင်တလက်မှသွားမယ်ရသလောက်သွားမယ်ဘာကြောင့်လဲဒီအနာကိုကျွန်တော်ခံရတာရှားကျွန်တော်လွတ်ချင်းအခွင့်နဲ့ကြီးမားတဲ့အောင်မြင်မှုတွေကြိုးစားကြရအောင်ဒါကြောင့်ချစ်တော်ညီကိုမောင်မတို့ဘုရားကဒီနေ့ကျွန်တော်တို့အခွင့်ပေးနေဘုရားကကြိုးစားတဲ့လူတိုင်းသူ့ကိုတောင်းတဲ့လူတိုင်းကိုသူနားထောင်ပြီးတော့မှတောင်းရင်ရမယ်ပေးမယ်
ထွက်မြောက်ရလမ်းကိုဘုရားပြင်ဆင်လိုက်တယ်ထွက်မြောက်ရလမ်းကြောင်းတွေများတယ်ဘယ်လမ်းကြောင်းကကိုယ့်အတွက်မှန်တယ်ရှာကြလို့ရှာတယ်တွေ့မှန်ကန်တဲ့လမ်းကြောင်းကိုရှာရတကြောင်မဝင်တကြောင်ရှာလမ်းကြောင်းရှာရုံနဲ့ပြီးတာမပြီးဘူးခောက်ကြလို့ခောက်ရင်ပွင့်မယ်လက်တွေ့လှုပ်ဆောင်ရမှာတချို့တကားတွေကသေအောင်ခောက်အသေးပိတ်တာဒါပေမဲ့အချို့တော့တကားတွေကြတော့မခောက်ခင်အလိုလိုကိုကျွေးကြတဲ့ဖွင့်သွားတဏှာပိတ်သွားလို့စိတ်ကမပြတ်ကိုရီးယားတင်တဲ့တက်ပြီးဗီဇာမရလို့စိတ်ရမပြတ်နိုင်ငံခြားထွက်ခါနေမှာဗီဇာတွေပိတ်လို့ passport တွေကစိတ်မပြတ်နဲ့နောက်တလမ်းကိုပြပြင်ဆင်လို့အရေးကြီးကရှာဖွေပြီးဘယ်ရောက်တင်ပြီးတဲ့ wisdom နဲ့ကျွန်တော်အသက်တာတိုးပြီးတော့မှရဲရဲချင်းချင်းဘုရားနဲ့ရှေ့ဆက်ပြီးချီတက်ဖို့လိုပါတယ်လွန်ခဲ့တဲ့14နှစ်လောက်ပဲတသိန်းမြောင်းမြသာသနာနယ်ရဲ့လူငယ်တဲ့နဲ့ကျွန်တော်တော့ညနေပိုင်းလူငယ်တွေဝတ်ပြုကိုးကွယ်ပြီးတက်သေးခံတဲ့အချိန်မှာလူငယ်လေးတစ်ယောက်ကအကြောင်းအရာလေးတစ်ခုပြောတယ်ဒီနေ့တက်ကြီးကျွန်တော်မသိဘူးလူငယ်လေးကိုလည်းကျွန်တော်ကောင်းကောင်းသိတငယ်ချင်းတစ်ယောက်ပါညနေပိုင်းလေးမှာပါရတဲ့အတွက်တောဆက်ကိုလမ်းလျှောက်ထွက်ပါတယ်ဟောตาရလိုက်တာကွာနေရလေအေးဒီလေးကောင်းနေတဲ့အနေနဲ့အဲ့ဒီตาရတဲ့အချိန်မှာပြုံးဆိုတောလေးကနေကြားတဲ့ကောင်ကစားလောင်သွားပြီးဝုန်းကနေသူတို့နေရာကိုမြင်လာတယ်လိုက်တော့တာပဲဒါနဲ့နေရာကဘာပြောကောင်းလဲနောက်ကြတဲ့ခြေတော့သစ္စာပါပြီးတချိုးတဲ့ကိုကြီးတာပြေးပြေးနဲ့ရှေ့ကတကယ်ချင်းကတော့ကဲကောင်းပြီးတော့မှတစ်ပင်တစ်ပင်ကိုပြီးပေါက်နေခုန်တက်ကြားကသူဆက်ပလိုက်နောက်ကလိုက်တဲ့တယောက်ကတစ်ပင်ပေါ်တက်ဖို့အချိန်ပြသူရှေ့ဆက်ပြေးနေဘာမှလည်းတက်စရာအပြင်မရှိနောက်ဆုံးလမ်းဘေးမှာတွင်းတစ်ခုတွင်းနေကိုပုတ်ချဒါနဲ့ကြားကလည်းတွင်းကနေနှုတ်ကြည့်ပြီးတော့မှအော်ငါမခုန်ချတော့ပါဘူးဆိုပြီးလှည့်ပြန်အဲ့ဒီချိန်မှာတွင်းထဲကလူငယ်ကဘုံတွင်းထဲအပေါ်ကိုပြန်တက်အတန်ကြားတော့ကြားကသူ့ကိုကိုက်ဖို့ပြန်လှည့်တယ်ကြားကိုတွေ့တော့သူကတခါတွင်းထဲကိုပြန်ခုန်ချကြားလည်းပြန်လှည့်သွားရောတွင်းထဲကနေပြန်ခုန်တက်လာတယ်ဒါကိုတွေ့တဲ့သူ့ရဲ့တစ်ပစ်တော်ကတကယ်ချင်းမင်းသိချင်လို့လားအဲ့ဒီတွင်းထဲမှာပဲနေပြီးဘာဖြစ်လို့အပေါ်ကိုခုန်တက်လာရတာလဲလို့သူ့ကိုတစ်ပစ်တော်ကလှမ်းစီသူကလည်းစိတ်ပြက်လက်ပြက်နဲ့တစ်ပင်ဘောကတငယ်ချင်းကိုမင်းကတစ်ပင်ဘောမှာနေပြီးဘာသိလို့လဲကွာဒီတွင်းထဲမှာလည်းငွေဟောက်တယ်ကွာမပြင်းထောင်နေပြီအဲ့ဒီလူငယ်လေးကသူဒီအကြောင်းညာလေးပြောပြီးဘလို့အဆုံးသတ်ကျွန်တော်တို့ချင်းလက်ကလူငယ်တွေဟာတဲ့ထွက်တော့မရှိဘူးတိုးတက်ရလမ်းရွာမှာနေလေပဲဒီလိုဆုံးသွားတာပါပဲမြို့ပေါ်တက်မယ်နိုင်ငံခြားထွက်ဖို့ဆိုတာလည်းအခက်အခဲများကြီးပဲကျွန်တော်လူငယ်တွေရဲ့ဘဝရွေးချယ်စရာမရှိပါဘူးလို့စိတ်ပြက်လက်ပြက်နဲ့တက်တည်ကျွန်တော်ကြတော့အရင်စိတ်မကောင်းဖြစ်ဒါနဲ့ကျွန်တော်သင်ခန်းစာတင်တဲ့အချိန်ဒီပုံမြင်လေးကိုပြန်ကောက်ပြီးကျွန်တော်ပြောတွင်းထဲကလူငယ်လေးကတွင်းထဲမှာမွေဟောက်ရှိတယ်သူကြောက်ပြီးတော့မှအပေါ်ကိုပုံနေအပေါ်မှာလည်းကြားရှိတဲ့အတွက်တွင်းထဲကိုပြန်ဆင်းအဲ့တော့ကျွန်တော်တို့အမြင်မှာတော့ဒီလူငယ်လေးဟာလမ်းပိတ်နေပြီရွေးချယ်စရာမရှိဘူးလို့ကျွန်တော်ထင်တကယ်တော့အဆုံးအထိကျွန်တော်မှရွေးချယ်စရာရှိအသက်ရှင်ဖို့ရွေးချယ်စရာမရှိရင်တော့မှကြားကြိုက်ပြီးအသေးခံမွေပေါက်ပြီးအသေးခံလားဆိုတဲ့ကျွန်တော်တို့ရွေးချယ်ပိုင်ခွင့်အသက်ဆုံးတဲ့အထိရှိတယ်တည်င်းကောင်းကကျွန်တော်တို့ကိုကူမဲ့တခင်ယေရှုခရစ်တော်ကျွန်တော်အနာမှာလူငယ်တွေကိုချက်တယ်ကလေးတွေကိုချက်သူ့ကိုယုံကြည်ကိုးစားတဲ့လူငယ်တွေကိုချက်တယ်စိတ်မပြတ်နဲ့လက်တွေ့ကြကြအသက်တာကြိုးစားကြရစိတ်ကူးရင်ပြီးစိတ်ပြတ်နေတာလည်းကောင်းကြိုးစားရင်းနဲ့ဘုရားရဲ့အလိုတော်ကိုရှာဖွေရအောင်လို့ကျွန်တော်တို့ကိုခွန်အားပေးတယ်အဲ့ဒီပုံကိုပြောတဲ့လူငယ်လေးဟာပွဲရတဲ့အချိန်ကိုယ်ပိုင်ကြောင်လေးထောက်ပြီးတော့မှသူ့ရွာနာမှာရှိတဲ့အထက်တန်းကျောင်းလာတက်တဲ့ကလေးတွေပညာရေးဘော်ဒါအနေနဲ့သူပြုစုပြီးတော့မှဘော်ဒါဆက်ပြီးလှုပ်ဆောင်တယ်ဒီနေ့ထက်ထိအောင်မြင်ပါတယ်ကလေးတွေအယောက်30-40ခုဘဝမှာရွေးချယ်စရာမရှိဘူးလို့သူထင်နေတယ်တရားဝင်ကသူ့အတွက်အကောင်းဆုံးလမ်းကိုရွေးချယ်တယ်ဒီနေ့ကျွန်တော်အယောက်စီတိုင်းဒီခေတ်ဒီစနစ်ဒီအဖြစ်အပျက်တွေကြောင့်စိတ်မပြတ်ပါနဲ့အာယူရရဲရည်ရှိပါလူငယ်ဆိုတာအနာဂတ်ကောင်းဆောင်ဖြစ်မယ်လူငယ်ဟာအနာဂတ်ရဲ့မိခင်ပါလူငယ်ဟာအနာဂတ်မှာခရိယာအင်တော်မောင်းနေဟောပါ
လူငယ်တွေဟာအနာဂတ်မှာအသင်းတော်ကြီးနှစ်ချင်းအသင်းတော်တွေအနှစ်200ကျော်ပဲအနှစ်300ကျော်ကခင်ဗျားတို့လက်ထဲခင်ဗျားတို့ဘယ်လိုအနေထားနဲ့နှစ်ချင်းသာတာဘုရားရှင်ရဲ့မြတ်တာအေယုဂေလိသတင်းစကားနဲ့မိမိအသက်တာကိုအကောင်းဆုံးတည်ဆောက်နေဆိုတာကိုယ့်ရဲ့ရွေးချယ်မှုပဲဖြစ်ပါဘူးဆုတောင်းမှာအကျွန်ုပ်ဘက်မှာရှိ၍အကျွန်ုပ်ဤနေရာကိုကျယ်ဝန်းစေတော်မူပါလို့ဆုတောင်းစမ်းပါဘုရားရှင်ကတကယ်ပဲကောင်းချီးပေးပါလိမ့်မယ်တန်ရှင်တော်ဝိညာဉ်တော်ဘုရားသည်ကျွန်တော်ရောက်စီတိုင်းဆက်လက်လမ်းပြပို့ဆောင်ပါစေ